မင်္ဂလာပါဗျ The Analyst Perspective page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့100 days of learning sequence ရဲ့ day 42မှာ user activity for the past 30 days ဆိုတဲ့ question လေးကိုတွားဖြေကြပါမယ်ဆိုတော့ဒီ question ကနည်းနည်းလေးလွယ်ပါတယ်ကျွန်တော်တို့စီမှာ activity ဆိုတဲ့ table ရှိတယ်အဲ့ဒီ table ထဲမှာ user တွေရဲ့ ID သူတို့ဝင်ခဲ့တဲ့ session ID သူတို့ဝင်ခဲ့တဲ့ရက်နဲ့သူတို့ဝင်ခဲ့တဲ့လုပ်ခဲ့တဲ့ activity type တွေကိုထည့်ထားတယ်ဒါကိုကြည့်ပြီးတော့တဲ့မင်းကုန်းကဘာလို့ကျင်တာလဲဆိုတော့28ရက်9လ2019ကနေရှေ့ရက်30အဲ့ဒီရက်မှာဆုံးရမယ်ပြီးတော့သူ့ရှေ့ရက်30အတွင်းမှာရှိခဲ့တဲ့ user တွေရဲ့ activity ကိုကောင့်လုပ်ပေးရမယ်လို့ပြောထားတယ်ဆိုတော့ကျွန်တော်တို့လွယ်ကူကူပဲဒီ2029 9လပိုင်း28ရက်ဆိုတဲ့ရက်ကို30ရက်နှုတ်လိုက်မယ်နှုတ်ပြီးတော့ရတဲ့ရက်အဲ့ဒီရက်နဲ့ဒီရက်နဲ့ကြားထဲမှာရှိတဲ့ activity date တွေအဲ့ဒီ date တွေမှာဝင်လာတဲ့ user တွေရဲ့ activity type ကိုကောင့်လုပ်လိုက်မယ်ဆိုရင်ပြောချင်တဲ့အဖြေကိုရမှာဖြစ်ပါတယ်ဆိုတော့ရေးကြည့်အောင်ဒါလေးကိုselect day ဆိုတဲ့နာမည်နဲ့လိုချင်တယ်ဒီတော့ကျွန်တော်တို့က activity date ဆိုတဲ့ column ရှိပါတယ်အဲ့ဒီ activity date ဆိုတဲ့ column ကို s day လို့ပေးခဲ့မယ်ပြီးရင်ကောက်ဘာကိုလုံးပါလဲဆိုတော့ distinct user id user ရဲ့ id ကို distinct ကောက်ပေးမယ်ပြီးတော့အဲ့ဒီကောက်ထားတဲ့ column ကိုနာမည်က s active users လို့နာမည်ပေးခဲ့မယ် from ကနေလဲဆိုတော့ activity table ကဖြစ်ပါတယ်ကဲဒီမှာ condition ပေးရတော့မယ် whereဘာလို့ကျင်တာလဲ activity date က28ရက်9လ2019ကနေရက်30နှုတ်လိုက်ရင်28ရက်6လ2019ကိုရမယ်ဒီတော့ where activity date က between အဲ့ဒီကျွန်တော်တို့ပြောခဲ့တဲ့2019 6လပိုင်း28ရက် and 2019 9လပိုင်း29ပေါ့နော်29ရက်နေ့ကြားထဲမှာရှိတဲ့ရက်တွေကိုယူပြီးတော့ကျွန်တော်တို့ကဒီမှာ distinct count aggregation တခုလုပ်ထားတာဖြစ်တဲ့အတွက်သူနဲ့တွဲကြည့်မဲ့ column ကို group by လုပ်ပေးရပါမယ် group by activity date ကဲဒါဆိုရင်ဖြည့်ထွက်မယ်ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုတော့ကျွန်တော်တို့ရဲ့အဖြေက accepted ဖြစ်ပါတယ်ဒါဆိုရင် submit လုပ်လို့ရပါပြီဗျကျေးဇူးပါနောက် post မှာတွေ့တာပေါ့